148ခုမြောက်စာလံကိုကျွန်တော်တို့ဒီကနေ့မနေ့တူလူပလေးလာကြရအောင်ထာဝရဘုရားကိုချီးမွမ်းကောင်းသည်ဖြစ်၍ချီးမွမ်းကြလော့ငါ၏ဘုရားသခင်ကိုထောပနာပြုခြင်းတာလျာလျောက်ပတ်သည်ဖြစ်၍ထောပနာသခြင်းဆိုကြလော့ဘုရားသခင်ကချီးမွမ်းစရာကောင်းတဲ့ဘုရားသခင်ဖြစ်တယ်။အောက်မှာဖတ်ကြည့်လိုက်တဲ့အခါမှာတောတောင်ရေမြေပင်လယ်သမုဒ္ဒရာတိရစ္ဆာန်ကျွန်တော်တို့တောက်သုံးမဲ့ရေတွေရှူမဲ့လေတွေဒီအရာတွေအားလုံးကိုဖန်ဆင်းတဲ့ဘုရားဟာကျွန်တော်တို့ချီးမွမ်းတဲ့ချီးမွမ်းထိုက်တဲ့ဘုရားသခင်ဖြစ်တယ်။ဟာလေလုယာ။အဲကြောင့်ကိုယ့်ရဲ့ဖန်ဆင်းရှင်ကိုမသိတဲ့သူတော်တော်များများကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာအလွန်မှသနာစရာကောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ပိုင်ဆိုင်တဲ့ငွေတွေသူတို့ပိုင်ဆိုင်တဲ့မြေယာတွေသူတို့ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာကုန်ပကာသနာတွေအပေါ်မှာပဲအမိပြုပြီးတော့မှဝမ်းမြောက်ကြ။ကျွန်တော်တို့ကြတော့အဲ့လိုမို့ငါဝိညာဉ်ထာဝရဘုရားကိုချီးမွမ်းလို့ကျွန်တော်အတွင်းထဲကဝိညာဉ်ကဘုရားကိုချီးမွမ်းတတ်အောင်ဘုရားကိုကိုးကွယ်တတ်အောင်ဖန်ဆင်းခြင်းအရာအားလုံးဖန်ဆင်းခဲ့တဲ့ကိုယ့်ရဲ့ဖခင်ကိုယ့်ရဲ့အဖေကိုမသိရင်ပေချင်းတစ်ဖက်နောင်တမလုံးမှာအလွန်မှကြောက်စရာကောင်းတဲ့အရာတွေနဲ့ကျွန်တော်တို့ကြုံတွေ့ရနိုင်။ဒါကြောင့်မလို့ကနေဖန်ဆင်းရှင်ဘုရားသခင်ကိုကျွန်တော်တို့မူရင်းယုံကြည်ခြင်းနဲ့ကျွန်တော်တို့ဘုရားသခင်ထံပြန်လာရင်ကျွန်တော်တို့ဘဝအသက်တာမှာဒီရွယ်ချက်ပန်းတိုင်လှုပ်ဆောင်မှုအရာအားလုံးကပြောင်းလဲသွားလိမ့်။အဲတော့ဖန်ဆင်းတဲ့ဘုရားကိုမသိတဲ့အခါကျတော့ခဏကျွန်တော်တို့ဘာကိုပဲအမိပြုလဲလောကကြီးကိုပဲအမိပြုတယ်လောကနဲ့လောကကိုမတက်မဲ့နဲ့လောကကိုတက်မဲ့တဲ့သူဟာမကြခင်အဲ့ဒီအရာတွေအားလုံးကတွေ့သွားပျောက်ကွယ်သွားမယ်လောကမှာရှိတဲ့ပစ္စည်းဥစ္စာအားလုံးဟာငါဥစ္စာဖြစ်တယ်အဲ့ဒီကျွန်တော်တို့ရွှေဆိုင်ကြီးတွေပိုင်မယ်မြေတွေပိုင်မယ်အိမ်ယာတွေအများကြီးပိုင်မယ်ပိုင်တယ်လို့ထင်ပေမဲ့ခဏကိုဒီလောကတွေကထွက်သွားလို့ရှိရင်ဘာတစ်ခုမှယူသွားလို့မရကြံခဲ့တဲ့သူကမျက်စိမှိတ်ပြီးအကုန်သုံးပလိုက်အဲကြောင့်မလို့ကနေကျွန်တော်တို့အချိန်တွေတခုကိုသိနေယာယီလက်တလောဒီလောကကြီးထဲမှာခဏလေးနေရတဲ့ကာလကျွန်တော်တို့ကဒီကိုယ်ခန္ဓာကြီးအများဆုံး80 80 90 100ကျမကြီးလိုက်စားတယ်ထားလိုက်120အများဆုံးဒီလောက်ပဲနေရမှာခန္ဓာကိုယ်ထဲမှာရှိတဲ့ဝိညာဉ်ဘုရားမှုတ်သွင်းလာပြီးတဲ့ဒီဝိညာဉ်ကဟာဝရတည်တဲ့ဝိညာဉ်ဖြစ်အဲကြောင့်ဒီဝိညာဉ်ကိုကျွန်တော်တို့ကဘယ်ကိုသွားမလဲငါဒီလောကကြီးမှာဘာအတွက်အသက်ရှင်လဲတည်သွားရင်ဟိုဘက်အချမ်းမှာဘာတွေနဲ့ရင်ဆိုင်ရမလဲဆိုတော့အဖြေကိုကျွန်တော်တို့ကလူလောကမှာအသက်ရှင်တဲ့အခါမှာကာကနာနာသိတာပေါ့လို့တမန်ကျမ်းစာမှာယေရှုခရစ်တော်ဥပမာလေးတွေပြောတယ်တထေးတယောက်တဲ့သူ့မှာပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတတိဝလနဲ့များလို့တဲ့တိုက်ကြီးတွေကိုချက်အဲ့ထဲမှာထက်တိုးလောင်းပြီးလို့ရှိရင်သူပါပြောလဲငါဝိညာဉ်နဲ့အဲ့ဓာတွေနဲ့ပျော်မွေ့ပါမတည်မြဲတဲ့ဂုံပကာသနာပစ္စည်းတွေအပေါ်မှာဝိညာဉ်ကိုတွားတည်မြဲခိုင်းဒီမှာဆာလိုက်ဆရာကြီးအိုးငါဝိညာဉ်ထာဝရဘုရားကိုကောင်းကြီးပေးတော့အယံกว่าတယ်အမြင်ချင်းกว่าတယ်ဝိညာဉ်သဘောနားလေတဲ့သူဘုရားကိုသိတဲ့သူနဲ့ဘုရားမသိတဲ့သူကအယံกว่าဘုရားမသိတဲ့သူကလောကပစ္စည်းဥစ္စာဒီထဲမှာပဲသူကပျော်မွေ့အဲ့တထေးကြီးကိုယေရှုခရစ်တော်ဘုရားနှုတ်ကပတ်တော်မှာဗာပြောလဲဆိုတော့အချင်းလူမိုက်တဲ့နင်းဝိညာဉ်ကိုငါခနေ့ရုပ်သိရင်ဘယ်လိုလုပ်မလဲခနေ့ကျွန်တော်တို့အဲ့ဒီဥပမာလေးဘာသူပြောလဲယေရှုခရစ်တော်ဘုရားလူသားတွေမြင်အောင်သေချာပြောပြဒါကြောင့်မလို့ခနေ့ဘုရားအမြင်ကအရေးကြီးတယ်ဘုရားအမြင်များပစ္စည်းဥစ္စာကုန်မကသနာတွေပေါ်များကျွယ်ဝပြီးတော့မှချမ်းသာပြီးတော့မှအသက်ရှင်တဲ့ဘုရားကိုမသိရင်ဘုရားသခင်အမြင်မှာအဲ့ဒီလူကလူဆင်းရဲပဲဖြစ်တယ်ဝမ်းနည်းစရာကောင်းတယ်ကျွန်တော်တို့ကိုဆင်းရဲမှမသိတဲ့လူတွေကမ္ဘာမြေကြီးမှာအများကြီးရှိတယ်ဒါကြောင့်မလို့ခနေ့ကျွန်တော်တို့အသက်ရှင်တဲ့ဘုရားသခင်ကိုအသက်ရှင်တဲ့အချိန်မှာရတာဖို့လိုတယ်ရာဇရုဆိုတဲ့ဆင်းရဲသားလေးကတတိပြစ်ချတဲ့စားကျွန်းစားကြနေစားတယ်ဒီဥပမာလေးကိုလည်းယေရှုခရစ်တော်ရှင်းပြ
နှစ်ယောက်လုံးတည်သွားတဲ့အခါမှာဆင်းရဲသားလေးကအသက်ရှင်တဲ့အချိန်မှာယေရှုခရစ်တော်ကိုသူရတဲ့အတွက်သေခြင်းတစ်ဖက်နောင်တစ်မလုံးမှာအိုးအာဗြဟံရင်ခွင်အေးချမ်းသာရတဲ့နေရာဘုရားသခင်ပြင်ဆင်ထားတဲ့နေရာသူရောက်တာဒါပေမဲ့တထေးကြီးအလွန်မှကြောက်စရာကောင်းတဲ့မာရနာနိုင်ငံပူလောင်တဲ့နေရာကိုရောက်ပြန်တက်ချင်တယ်သူ့အကိုတွေကိုပြန်ပြောချင်တယ်ပြောခွင့်မရတော့လူသည်တစ်ခါတည်၍တစ်ခါပြစ်စီရင်ခံရမယ်ဒါကြောင့်သင်အသက်ရှင်တဲ့အချိန်မှာသင်အသက်ရှင်တဲ့ဘုရားသခင်သင်ကိုဖန်ဆင်းတဲ့ဘုရားဘူးလေဒါကိုခါခါနာနာစဉ်းစားပါသင်ရဲ့ဝိညာဉ်ရေးအလုံးမနော်တန်ဖိုးမဖြတ်နိုင်ဘူးကျွန်တော်တို့ဝိညာဉ်ကဟောဒီစัจ java လာကဘာကြီးထက်မကတန်ဖိုးရှိတယ်တယောက်စီတိုင်းဘုရားရှင်ကောင်းကြီးပေးပါလေ